ကဒီနေ့မှာတော့ဟာလာ Microsoft Word မှာ Word နဲ့ WordAd နဲ့ Task Box နဲ့ပေါ့နော် WordAd နဲ့ Task Box နဲ့ဟာလာအသုံးပြုတာကိုအမက share ရေးလုပ်ပေးသွားမှာဖြစ်ပါတယ် WordAd နဲ့ Task Box သုံးတာကိုအမကဟာလာ share ရေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီ WordAd ကကြတော့အမတို့ဒီလိုမျိုးကာစာချပြီးတော့စာရေးတဲ့အခါမှာသူကဘယ်လိုမျိုးလဲဆိုကြတော့ဥပမာပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးကာစာချတယ်ကာစာချပြီးတော့စာရေးလိုက်တဲ့အခါမှာအမားတို့ကဟလာသူ့ကိုအမားတို့ကရွှေ့ခြင်းနေဆိုရွှေ့လို့မရဘူးเนาะ word add ဒါမှမဟုတ်ရင် task box နဲ့ရေးတဲ့အခါကျရင်အမားတို့ကသူ့ကိုပြန်ပြီးတော့အမားတို့ effort တွေထည့်လို့ရတယ်ပေါ့เนาะရွှေ့ခြင်းနေဆိုရင်လည်းရွှေ့လို့ရတယ်ပေါ့เนาะဒါဆိုလို့ရှိရင်အမားတို့ကဒီမှာဆိုရင်ကိုဒီမှာ word add ပေါ့เนาะဒါဆိုရင် insert တွေကနေပြီးတော့အမားတို့ task group တွေကနေပြီးတော့ word add ရှိတယ်ဒီမှာ task box ရှိတယ်ပေါ့เนาะအရင်ဆုံးအမားက word add ကိုပြောမယ် word add မှာဆိုရင်အမားတို့သူ့ရဲ့ download ဝင်လိုက်တဲ့အခါမှာဒီမှာဆို word add style တွေရှိတယ်ပေါ့เนาะအဲ့ဒီကနေပြီးတော့ကိုကြိုက်တဲ့ style တခုအရင်ရွေးလိုက်တယ်ရွေးပြီးပြီဆိုတော့ဒီလိုပေါက်လေးကြာလာမယ်เนาะပေါက်ကြာလာပြီဆိုရင်ကိုလိုချင်တဲ့လိုမျိုးဘေးရဒီလိုဘောင်လေးပေါ်မှာတင်လိုက်မြားလေးဟိုဘက်ဒီဘက်၄ခုပြလိမ့်မယ်အဲ့မှာအမားတို့ကဒီလိုမျိုးယူပြီးတော့သူ့ကိုရွှေ့လို့ရတယ်ပေါ့เนาะပြီးလို့ရှိရင်အမားတို့ကစာရေးခြင်းနေဆိုရင်စာကိုဆက်လက်မှတ်ပြီးတော့အမားတို့ကရေးလို့ရတယ်ပေါ့เนาะဒီလိုမျိုးရေးလို့ရတယ်ဒီလိုမျိုးအမားတို့ကဆွဲပြီးတော့ချဲ့ခြင်းနေဆိုဒီလိုမျိုးတန်းနဲ့သွားယူလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အမတို့ကဒီမှာဆိုရင်ကာစာချပြီးစာရေးလိုက်တဲ့အခါမှာသူ့ကိုအမတို့သူ့ပေါ်မှာဒီလိုမျိုးကာစာချလိုက်တဲ့အခါမှာဆက်လက်မလိုက်တဲ့အခါမှာသူ့ပေါ်မှာဘာမှအမတို့ပြင်လို့မရဘူးပေါ့နော်သူ့ကိုအမတို့ကရွှေ့ချင်တာတွေပါလေလုံးလို့မရဘူးတခြား effort တွေထည့်လို့မရဘူး word add နဲ့ယူလိုက်တဲ့အခါမှာအမတို့ word add ပေါ်မှာ click လိုက်တဲ့အခါမှာသူကအပေါ်မှာ shape format ပေးမယ်ပေါ့နော် shape format မှာဆိုရင်သူက insert shape တွေထည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ shape style တွေထည့်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်အမတို့မှာဆိုလို့ရှိရင် shape ဖေးနောက်ခံအသားကိုထည့်ချင်တယ်ဆိုရင် shape ဖေးနဲ့ဖြည့်လို့ရတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ preset ပေါ့နော်ငကိုအတိုင်းပါတယ်ဟာဒါဆိုလို့ရှိရင်အမတို့သူပြထားတဲ့အတိုင်းပဲနောက်ခံကာလာကဗာလဲဆိုလို့ရှိရင်သူကဗာလဲဆိုရင်နောက်ခံကာလာကအဖြူရောင်ဖြစ်ပြီးတော့ဘေးပေါင်ကအပြအနက်ပေါ့နော်အနက်ရောင်ပေါ့နော် black အရောင်ပေါ့ဒါကကြတော့သူပြထားတဲ့ပုံအတိုင်းပဲသူကအောက်ခံအသားကဗာလဲဆိုရင်အဖြူရောင်ပြီးလို့ချင်းဘေးနားလေးကဘောင်လေးပါမယ်ပေါ့နော်ပြီးလို့ချင်းဒါကတော့မတော့နောက်ခံအသားကိုသူကကာလာနဲ့ပြီးရင်ဘေးဘောင်နဲ့ပါမယ်ဒီအောက်ကဟာဒီကပေါ့နော်ဒီကောင်ကကြပါလေသူ့ရဲ့ဒီမှာ shade လေးအတိုင်းပဲပြမယ်သူကဘေးနားလေးမှာဒါဆိုရင် shade လေးကဝါးနေတာတို့เนาะဒီလိုမျိုးဒါဆိုရင်အမတို့ transparent နောက်ခံအသားမပါဘူးဘေးဘောင်လည်းမပါဘူးကိုကအဲ့လိုမျိုးဒီလိုမျိုးအခြေအနေလိုချင်နေဆိုကိုကဒီမှာသွားပြီးမြန်ဆန်သွားရွေးလိုက်လို့ရတယ်ပေါ့เนาะဒီလိုမျိုးကိုကြိုက်တဲ့ design လေးကိုသွားပြီးတော့ရွေးလို့ရတယ်ပြီးတော့အဲ့လိုမှမဟုတ်ဘူးကိုကထည့်ချင်နေဆိုရင်အမားတို့နောက်ခံအသားကိုပြင်ချင်နေဆို shape ဖေးတွေကနေသွားမယ် shape ဖေးတွေကနေပြီးတော့အမားတို့ကဒီမှာဆိုရင်ကာလာရွေးချင်နေဆိုဒီမှာမိုးကာလာနေပြီးတော့ဒီမှာဆိုရင် style ရှိတယ် custom ရှိတယ်ကိုကြိုက်တဲ့ကာလာကိုရွေးလို့ရတယ်ပေါ့နော်ဒီကနေပြီးတော့ color stock လေးကိုချိန်ပြီးတော့ကိုလိုချင်တဲ့ကာလာလေးတွေအမားတို့ရွေးပြီးတော့ဒီလိုမျိုးနောက်ခံ background ထည့်လို့ရတယ်ပြီးလို့ရှိရင် shape ဖေးထဲမှာအမားတို့ပုံထည့်ချင်နေဆို picture နဲ့ထည့်လို့ရတယ် picture ကိုရွေးလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ file နဲ့ထည့်မှာမလို့ font save file ပြီးလို့ရှိရင် browse ထဲကိုသွားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကိုထည့်ချင်တဲ့ကိုအဆင်ပြေမဲ့ကိုလိုချင်တဲ့ပုံပေါ့နော်ကိုလိုချင်တဲ့ပုံလေးကိုဒီမှာဥပမာရွေးပြီးတော့ဒီလိုမျိုးထည့်လို့ရတယ်ပေါ့နော်ဒါကနောက်ခံပုံထည့်တာဟုတ်ပြီအဲ့လိုမှမဟုတ်ဘဲနဲ့အမားတို့က gradient အရောင်ဆက်ချင်တယ်ဆိုလို့ရှိရင်အမားတို့ကဟာလာ gradient ဟုတ်ပြီနော်ရှေ့ဗီဒီယိုမှာလည်းအမားကဒီ gradient ကိုအမားသုံးတာကိုပြောခဲ့ဘူးတယ်ဟုတ်ပြီတော့ more gradient ကိုသွားမယ်ဒါဆိုရင်အမားတို့ဒီမှာဆိုလို့ရှိရင်သူက gradient ပေါက်ကျလာမယ်ဒါဆိုရင်အမားကအခုလက်ရှိ picture ကိုထည့်ထားတဲ့အတွက်သူကဒီမှာ picture ကိုဆက်လက်မှတ်ပြီးသားဖြစ်နေလိမ့်မယ်ဒီလိုက gradient လိုချင်တယ်ဆိုရင် gradient ကိုသွားမယ်ပြီးလို့ရှိရင်အမားတို့ဒီနားမှာ gradient မှာသွားပြီးတော့အရောင်လေးတွေဆက်မယ်ပေါ့နော်တကယ်လို့အမားတို့ gradient ကိုအသေးစိတ်သိချင်တယ်ဆိုရင်ရှေ့ဗီဒီယိုမှာသွားပြီးတော့လေ့လာနော်ရှေ့ဗီဒီယိုမှာအမားကဟာလာဒီ gradient အကြောင်းကိုအမားကဒီ shade သုံးတဲ့ဗီဒီယို shade ဆွဲတဲ့ဗီဒီယိုဖိုင်မှာအမားကဟာလာ gradient ကိုအသေးစိတ်ဒီလေးပြောပြထားတာရှိတယ်เนาะတကယ်လို့လေ့လာခြင်းနေဆိုရင်အဲ့မှာသွားပြီးတော့လေ့လာเนาะဟုတ်ပြီပြီးလို့ရှိရင်အမားတို့ကဒါဟုတ်ပြီပြီးလို့ရှိရင်အမားတို့ဒီမှာဆိုရင်ကိုယ့်ရဲ့ဒီမှာ type တွေရွေးလို့ရတယ်ပြီးလို့ရှိရင်သူ့ရဲ့ direction တွေကိုထည့်လိုက်တဲ့ direction အတိုင်းကိုကဒီမှာ direction တွေသွားပြီးတော့ရွေးလို့ရမယ်ပေါ့เนาะဒါကတော့အမအသေးစိတ်မရှင်းပြတော့ဘူးဟုတ်ပြီတကယ်လို့ပုံထည့်ခြင်းသေးတယ်ဆိုရင်ဒီမှာဒီကနေသွားထည့်လဲရတယ် picture ကိုတက်ချာကိုသွားလို့ရတယ် insert ဖေးတွေကနေပြီးတော့အမားတို့ကဒီမှာ font save file ပေါ့เนาะ file တွေကနေပြီးတော့ကိုလိုချင်တဲ့ကိုထည့်ခြင်းတဲ့ပုံတွေအမားတို့ကဒီမှာသွားထည့်လို့ရမယ်ပေါ့เนาะဒါကပုံတစ်ခါတက်ထည့်တာအဲ့လိုမှမဟုတ်ဘူးတက်ချာထည့်ခြင်းနေဆိုအမားတို့မှာတက်ချာ design တွေရှိတယ်တက်ချာတွေရွေးလို့ရတယ်အမားတို့ pattern ဖေးဖြည့်ခြင်းနေဆိုရင်လည်းဒီမှာ pattern တွေဖြည့်လို့ရတယ်ပြီးလို့ရှိရင် color တွေဒီမှာ foreground color background color ကို color တွေပြန်ပြီးတော့ချိန်လို့ရမယ်ပေါ့เนาะဒါကတော့အမားကနောက်ခံဖေးကိုဖြည့်တာအဲ့လိုမှမဟုတ်ဘူးအမားတို့ဘောင်ကိုဖြည့်ခြင်းနေပေါ့เนาะဘောင်ကိုဖြည့်ခြင်းနေဆိုလို့ရှိရင်အမားတို့ကဒါကကြတော့အမားတို့ရှေ့ရဒီ
နောက်ကရှေ့ရဲ့ဘောင်ကိုဖြစ်ချင်တယ်ဆိုသူ့ရဲ့ down လို့သွားမယ်သွားပြီးဆိုရင်ဒီမှာကိုကြိုက်တဲ့ ဘောင် color လေးတွေရွေးလို့ရမယ်ပြီးရင် shade outline တွေကိုလည်းသွားပြီး adjust ပြန်လုပ်လို့ရမယ်ဒီမှာ color သူ့ရဲ့ဟာဒီမှာဆိုရင်အထူအပါလားဟုတ်ပြီနော်မိုး line ထဲမှာဆိုလို့ရှိရင်လည်းဒီနန်းလေးမှာline type တွေဒီမှာသွားပြီးတော့ရွေးလို့ရမယ်ပေါ့နော်ဒီမှာသွားပြီးတော့က line type တွေဒီလိုမျိုးadjust ပြန်ပြီးတော့လုပ်လို့ရမယ်ပေါ့နော်ဒီက line type တွေလည်းသွားရွေးလို့ရမယ်ပြီးလို့ရှိရင်ကဒီမှာဆိုရင် dash လိုချင်တယ်ဆိုဒီမှာ dash line လေးသူ sign လေးတွေပေါ်လာမယ်ပေါ့နော်အဲ့မှာကဒီ outline ပေါ့နော်ဒီ outline ထဲမှာဒီကနေသွားပြီးတော့လည်းထည့်လို့ရမယ်ဒါဆိုအထူပေါ့ဒါဆိုအထူဆိုပို့ပြီးတော့တည်တာမယ်ခုနကအမက2 line ကိုရွေးခဲ့တာတင်းနေတဲ့အတွက်သူကမတည်တာဘူးเนาะဒီလိုအထူကိုရွေးလိုက်တယ်ဆိုရင်ကိုထည့်ထားတဲ့2 line ဆို2 line သူကတည်တာတယ်ပေါ့နော်ဒီလိုမျိုးလေးရွေးလို့ရတယ်ပြီးလို့ရှိရင်shade effect ထည့်ချင်တာဆိုရင် shade effect ထည့်လို့ရမယ် shade effect ထည့်လိုက်တဲ့တပိုင်းနဲ့ဒါက preset ပေါ့နော်ဒါက preset မှာဆိုရင်သူ့အတိုင်းဒီလိုထည့်ချင်တာလားပြီးရင် shadow တွေထည့်ချင်တယ် shadow shade မှာသူကလုပ်ပေးရနော် reflection တွေထည့်လို့ရတယ် gloss effect တွေထည့်လို့ရမယ် soft effect တွေထည့်လို့ရမယ်ဒါကသူကနောက်ခံ shade မှာသူကလုပ်ပေးတာဘယ်ဆိုရင် 3D ပုံစံလေးတွေဒီလိုဘောင်လေးတွေ 3D ပုံစံလေးတွေထည့်လို့ရမယ် 3D rotation တွေလုပ်လို့ရမယ်ဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုး rotation တွေဒီလိုမျိုးတွေထည့်လို့ရမယ်ပြီးလို့ရှိရင်ဟုတ်ပြီဒါကတော့က shape ဖေးဆိုတော့ shape ကိုနောက်က shape ကိုလုပ်ပေးရမှာเนาะတကယ်လို့ဒါကဒီလိုမျိုးစာသားကိုလုပ်ချင်နေဆိုလို့ရှိရင်တော့ကစာသားမှာ effect ထည့်ချင်နေဆိုဒီက task ကနေဒီဘက်ကနေ tab ဖေးကနေသွားဖြည့်ရမှာပေါ့เนาะ task မှာ color ထည့်ချင်တယ်လဲဒီမှာဆိုရင်task color ထည့်လို့ရတယ်ဒီမှာ task color မှာလည်း gradient ထည့်လို့ရတယ်သူ့မှာကြတော့task color မှာဆိုရင်မဖြည့်ဘူးရယ် solid color ရယ်အတွင်းသားမဖြည့်ဘူးဆိုဒီမှာ outline လေးပဲပေါ်နေပဲပေါ့နော်ပြီးလို့ရှိရင် solid ဖေးလား gradient ဖေးလားဒီမှာကိုကြိုက်တာရွေးလို့ရတယ်ပြီးလို့ရှိရင်ကိုကဒီမှာသွားပြီးတော့ adjust တွေပြန်လုပ်လို့ရမယ်ပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့color လေးတွေ gradient တွေပါထည့်ချင်နေဆိုရင်ထည့်လို့ရမယ်ဟုတ်ပြီနော်အဲ့မှာပြီးလို့ရှိရင်ဒီ outline ပေါ့နော် text မှာလည်း outline ရှိတယ် text outline အရာကိုထည့်ချင်နေဆိုtext outline အခုဆိုရင်ဒီအရောင်လေးပေါ့နော်အဲ့ဒါမှ outline ကိုဒီအရောင်လေးထည့်လိုက်မယ်ပြီးရင် text outline ဝက်ကိုနည်းနည်းထူလိုက်မယ်ထူတယ်ဆိုတော့သူကနည်းနည်းပို့ပြီးတော့တည်တာမယ်ဒီလောက်ပေါ့နော်ဒါကကြတော့text outline ထည့်တာဒါ text မှာလည်းeffect ထည့်လို့ရတယ်ဒီမှာ shadow လား shadow effect ထည့်မှာလားပေါ့နော် text မှာဆိုရင် reflection တွေထည့်လို့ရမယ်ပြီးရင် glow effect တွေထည့်လို့ရမယ် bubble တွေဆိုတာဖောင်းကြပုံစံတွေပေါ့နော်ပြီးရင် 3D rotation တွေထည့်ချင်တာထည့်လို့ရတယ် transform သုံးလို့ရတယ်ဒီမှာ transform ဟုတ်နော် transform shape လေးတွေကိုကြိုက်တဲ့ design လေးတွေကိုဒီမှာသွားပြီးတော့ဒီမှာထည့်လို့ရမယ်ဒီမှာကိုကြိုက်တဲ့ design တွေကိုထပ်ပြီးတော့ရွေးလို့ရမယ်ပေါ့နော်ဒီလို sticker design လေးတွေလုပ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒါကကြောင့်တို့က what and နဲ့သွားတာဟုတ်ပြီနော်ပြီးလို့ရှိရင်သူ့ကိုလှည့်ချင်တယ် rotate လုပ်ချင်တယ်ဆိုဒီကနေပြီးတော့သွားပြီးပြန်ပြီး rotate လုပ်လို့ရတယ်ဒီလိုမျိုးတွေဟလာ rotate လုပ်လို့ရမယ်ပြီးလို့ရှိရင်ဒါကတော့ task bar ပေါ့နော် task bar နဲ့သွားတယ်ပြီးလို့ရှိရင်တို့ကနောက်ထပ်ပေါ့နော် what add သုံးချင်နေဆိုရင် what add လည်းအတိုင်းပဲ task bar ထဲကနေပြီးတော့ဒီမှာကိုယ့်ဘာကိုရွေးမှာမို့လို့ task bar ကိုရွေးလိုက်တယ်သူကကြာဒီလိုအပေါင်းဆိုင်လေးပေါ်လာမယ်ပြီးလို့ချင်းဒီလိုဖိဆွဲပေးရတယ်သူကကြာဒီလိုဘောင်မှာပြမယ်ပေါ့နော်စဉ်းစားတာအတိုင်းပဲတို့ကဒီလိုမျိုးရိုက်လို့ရတယ်ပေါ့နော်ဒီလိုမျိုးရိုက်လို့ရတယ်ပြီးလို့ရှိရင်သူအတိုင်းပဲခုနကအတိုင်းပဲ Microsoft ဒီ Word S တိုင်းအတိုင်းပဲဒီမှာ cursor ချပြီးတော့ဒီမှာ shape format ထဲမှာကိုကြိုက်တဲ့ဒီမှာဆိုရင်ခုနကအတိုင်းပဲဒီမှာသူ့ရဲ့ style တွေထည့်ခြင်းနဲ့ထည့်လို့ရမယ်ပြီးလို့ရှိရင်shape face တွေထည့်ခြင်းနဲ့ထည့်လို့ရမယ်ပြီးရင် shape outline တွေထည့်ခြင်းနဲ့ထည့်လို့ရမယ်ဟုတ်လား shape face တွေထည့်မယ်shape face တွေထည့်ခြင်းနဲ့ထည့်လို့ရမယ်ပြီးလို့ရှိရင်သူကကြတော့font size ကိုကြည့်ခြင်းနဲ့ဆိုသူကကြဒီ home နဲ့ကနေပြီးတော့ဒီကနေသွားကြည့်လို့ရတယ်ပေါ့နော်ဒါက sorry သူကcursor ချထားလို့ဟုတ်ပြီဘောင်ကလေးလိုက်လေးရတယ်ဘောင်ကလေးလိုက်လို့ရှိရင်လည်းအကုန်ပါတယ်ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ဒီလို cursor ချထားတယ်ဆိုအဲ့ cursor နဲ့ cursor ချထားတဲ့ word တစ်လုံးပဲသူကပြောင်းပေးတာပေါ့နော်အဲ့ဆိုဘောင်ကလေးလိုက်မယ် cursor မချဘဲနဲ့ပြီးတော့မှဒီလိုမျိုးသွားလို့ရတယ်နောက်ပြီးရင်အလဲကောင်ပို့ခြင်းနေဆိုရင်အလဲကောင်ပို့လို့ရတယ်ပြီး shape format ထဲမှာအဲ့မှာဒီမှာထပ်ပြီးတော့design ပြန်change ခြင်းနေဆိုရင်ဒီမှာသွား change လို့ရတယ်ဟုတ်ပြီပြီးလို့ရှိရင် outline သူလည်းအဲ့တိုင်းပဲ what add style နဲ့အတူတူပဲ outline ထည့်ခြင်းနေဆိုရင် outline တွေထည့်လို့ရမယ် outline color တွေထပ်ပြီး change ခြင်းနေဆို change လို့ရမယ်ပေါ့နော်ဒီလိုမျိုး outline color လေး change လို့ရမယ်ပြီးလို့ရှိရင်ဒါ shape ကိုလုပ်တာပေါ့နော် text ကိုပြောင်းခြင်းနေဆိုဒီဘက်ကနေသွားမယ်ပေါ့နော်ပြီးလို့ရှိရင်text effect ဒါတွေကတော့အတူတူပဲဆိုတော့မပြောတော့ဘူးထပ်ပြီးတော့ text effect ဆိုလို့ရှိရင်transform မှာဒါတိတာတယ်အလုံးလောက်တာဒီလိုမျိုး
တစိတ်တုံးနေပါတယ်အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်သူကတည်တာတယ်ပေါ့နော်အဲဆိုရင် Microsoft Word 2016ဆိုရင်ဒီလိုမျိုးလေးဒါတော့စာတော့ကိုယ့်အကူပြန်ချိန်ပါပေါ့နော်အဲ့ဒါကိုမှအမတို့ကဒီနမ်းမှာရှိတ်လေးတွေထည့်ခြင်းနဲ့ဆိုရင်ကိုယ့်အကူရှိတ်ထည့်လို့ရမယ်ဆိုရင်ကိုကရှိတ်ထည့်ခြင်းနဲ့ဆိုရင်အမတို့ကဒီမှာသွားပြီးတော့ရှိတ်လေးတွေထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရမယ်ဒါလေးထည့်ဒီ logo လေးတွေလည်းအမတို့ဖန်တီးလို့ရတယ်ဟုတ်ပြီနော် copy ကူးခြင်းနဲ့ဆိုအမတို့ control ပြီးတော့ဆွဲလိုက်ဟုတ်ပြီနော် shape တွေကိုအမတို့ copy ကူးခြင်းနဲ့ပေါ့နော် copy ကူးခြင်းနဲ့ဆိုရင်အမတို့လုပ်လို့ရတယ်ဆိုရင်ဒီမှာဆိုရင် shape ပေါ့နော် shape ကို copy ကူးမယ်ဆိုရင် keyboard ကနေပြီး control key နှိပ်လိုက်ဒါဆိုရင်မြားလေးကအပေါင်းဆိုင်လေးပေါ်လာမယ်အဲ့တော့မှကိုကဒီလိုမျိုးလေးဖိဆွဲလို့ရတယ်ဒီလိုလေးဖိဆွဲပြီးတော့အမတို့ shape ကိုဒီလိုမျိုးလေးပွားလို့ copy ပွားလို့ရတယ်ပေါ့နော်ဒါကတော့အမကဒီနေ့မှာတော့အမကဟလာ WhatsApp နဲ့taskbar အကြောင်းအမက share လုပ်ပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လေးတစ်ခုရမယ်လို့ထင်ပါတယ်နော်အမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးပါ